င်္ဂလာပါမိတ်ဆွေများဒီခုခေတ်မှာတော့ဒီထိုင်းနိုင်ငံမှာကားဆိုင်ငယ်ဝယ်ပြီးရင်မိပေါက်ဘယ်လိုပြောင်းမလဲဆိုတာကိုပြောပြမှာဖြစ်ပါတယ်မိတ်ဆွေတို့ဒီဗီဒီယိုလေးကိုကြည့်ပြီးတော့မိတ်ဆွေတို့ကိုယ်တိုင်ဗီဒီယိုမှာသွားပြီးတော့မိပေါက်ပြောင်းနေမှာဖြစ်ပါတယ်အဓိကတော့ဒီမိပေါက်ပြောင်းနေဆိုတာဒီပြောင်းမဲ့လူရဲ့စာရေးစာတမ်း document တွေလိုမယ်အရင်ပိုင်ရှင်ရဲ့ဒီစာရေးစာတမ်းကြီးစုံမယ်ဆိုရင်မိပေါက်ပြောင်းဆက်အောင်မြင်နေပြောင်းနေမှာဖြစ်ပါတယ်ဒီမိပေါက်ပြောင်းရင်တော့ဒီပြောင်းမဲ့ဆိုင်ငယ်ကားတွေအရင်ဆုံးတက်တန်းရှိရပါမယ်ပြီးရင်ရုံးမှာကနဦးအနေနဲ့ရှင်းစေရပါတယ်အဲ့တော့အရင်ပိုင်းရှင်းထိုင်းဆိုရင်ထိုင်းရဲ့ဒီတက်ဆိုင်ရာလွှဲစာရည်လိုတယ်ဒီမိပေါက်ပြောင်းဖောင်နေလိုမယ်အဲ့ဒီမှာသူရဲ့အရင်ပိုင်းရှင်းကိုယ်တိုင်လက်မှတ်ထိုးပါဝင်မှာဖြစ်ပါတယ်ပြီးရင်သူရဲ့မှတ်ပုံတင်ထိုင်းID ပိတ်တူလိုပါတယ်အဲ့မှာလည်းသူရဲ့လက်မှတ်ထိုးပါဝင်မှာဖြစ်ပါတယ်ဒီမိပေါက်ပြောင်းတဲ့လူကအရင်ပိုင်းရှင်းညမှာဆိုရင်တော့နိုင်ငံခြားသားဆိုရင်တော့သူရဲ့ဒီ passport visa driving license work permit တွေလိုပါတယ်ပြောင်းမဲ့အစ်ပြောင်းမဲ့လူကလည်းဒီမြန်မာဆိုရင်တော့ဒီအရေးကြီးတာဒီ residence certificate လိုပါတယ် residence certificate ကိုကျွန်တော်တို့ဒီသက်ဆိုင်ရာတိုင်ဝမ်ဖြစ်စေ immigration ဖြစ်စေထုတ်နိုင်ပါတယ်ပြီးပြောင်းမဲ့လူမှာ driving license လိုပါတယ် passport လိုပါတယ် visa လိုပါတယ်ပြီး visa ပေါ်မူတည်ပြီးတော့ document တွေကွဲပါတယ်ဥပမာဒီကျောင်းသား visa ဆိုရင်တော့ဒီကျောင်းသား gap ID လိုမယ် passport လိုမယ် visa လိုမယ်ဒီ residence certificate လိုမယ်ပြီး vet visa ပေါ့နော်ဒီအများကြီးနေတဲ့ vet visa နန်းအဲ့လေဆိုရင်တော့ဒီ passport visa residence certificateပြီးရင်တော့ဒီ work permit လိုပါတယ်အဲ့ဒီရှိကျွန်တော်ပြောင်းလို့ရပါတယ်အဲ့တော့ဒီအရင်ပိုင်ရှင်လိပ်စာပေါ်မူတည်ပြီးတော့လေရုံးတွေကွဲပါတယ်ဥပမာဘန်ကောက်ဆိုရင်တော့အရင်ပိုင်ရှင်ကကျွန်တော်တို့ဒီဘေးရုံးမှာပြောင်းထားလဲသူရဲ့လိပ်စာပေါ်မူတည်ပြီးတော့နောက်ပြောင်းမဲ့လူကအဲ့ရုံးကိုသွားရပါတယ်ကျွန်တော်တို့ဒီနယ်လိုင်စင်ကားကိုဘန်ကောက်မှာပြောင်းရင်တော့ဒီချက်တစ်ချက်မှာပြောင်းလို့ရမှာဖြစ်ပါတယ်အခါကျရင်တော့ဘန်ကောက်လိုင်စင်အတူထွက်ပါတယ်ဟုတ်ကဲ့ပါမစ်ဟုတ်ကဲ့နောက်တစ်ချက်ကတော့ဒီလေလံကားတွေကိုဘယ်လိုအမိပေါက်ပြောင်းမလဲပေါ့နော်အဲ့ဒါလေးပြောပေးပါမယ်ဒီကတော့လေလံကားတွေကိုမိတ်ဆွေကကိုယ်တိုင်ဆွဲရင်တော့ထွေထူးမလို့ဘူးတက်ဆိုင်ရာ finance ကနေပြီးမိတ်ဆွေနာမည်နဲ့လွှဲထားရေးပါပါတယ်ဒီလိုမဟုတ်ဘဲနဲ့မိတ်ဆွေကိုယ်တိုင်ဆွဲထားတဲ့ကမဟုတ်ဘဲနဲ့တခြားလူဆွဲထားရင်တော့လေလံဆွဲတဲ့လူကနေမိတ်ဆွေကိုပြန်ပြီးတော့ဒီပေါ်အတော်တွေပေးရပါလွှဲစားရေးပေးရပါတယ်အဲ့တော့နှစ်စစ်ဖြစ်တာပေါ့နော်ပုံမှန်ကိုလေလံဆွဲထားရင်တော့လေလံကအောင်တဲ့လူကိုလွှဲတဲ့အတွက်အခါလေးပြီးရပေါ့နော်တကယ်လို့ကိုမဟုတ်ဘူးတခြားလူဆွဲရင်တော့တခြားလူကနေပြီးတော့ဒီကောင်းမဲ့မိတ်ဆွေကိုပြန်လွှဲစားရေးလိုရပါတယ်အဲ့ဒါဆိုရင်တော့အမိပေါက်ပြောင်းဖို့အဆင်ပြေဖြစ်ပါတယ်ဟုတ်ကဲ့ပါ